တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်တစွာထိုင်ပြီးတော့အာယုန်တရားစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီ။ယနေ့သာသနာတော်နှစ်2550ပြည့်နှစ်ကောဇာပဂရိ1368ခုတဇန်လုံးလဇန်9ရက်2006ခုနှစ်ဆယ်လပိုင်း28ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတဘုဂုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမန္တလေးမြို့မာလကာကျောင်းရပြည်လုံးအဓမ္မယုံတော်ကြီး၌မန္တလေးမြို့လေးပြင်းလေးရအတွင်းတရင်သုံးလေးတိုင်တော်မူကြကုန်သောဘုရားမရှိသောသံဃာတော်ရှင်သူများအပေါင်းတို့အားဥထိတ်တန်ဆင်လျက်ယမိယဖလူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်လျက်ရေးအကျိုးတော်ဆောင်ဖွဲ့မှကြီးမှုကျင့်ပပြုလုပ်အပ်သောမောဂဝိပဿနာ9ညတာအထူးအလုပ်ပေးတရားပွဲပင်စမညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောနှစ်ဖက်သောမိဘများကိုအမှုထား၍ဥဇော်လင်းတော်မြင့်မြင့်မြတ်ရတနာကျောင်းမြတ်ရောင်းဝယ်ရေးမိသားစုမှလူရန်ပြုလုပ်အပ်သောဓမ္မပုဇနိယကာလအခါသမယ၌တရားတော်နာကြောက်တော်မူလာကြကုန်သောယောဂီတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပြည့်စုံစွာနှင့်ဘုရားလိုဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာပေအတိုင်းလည်းသိကြပါစေသိတဲ့အတိုင်းလည်းဒီဘဝဒီခန္ဓာမစွန့်ကြခင်သံဃာဒုက္ခလက်ဆသိမ့်နိုင်သောပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်များများဖြစ်ကြပါစေလို့ရှင်းဥစွာမေတ္တာပို့တာပေးလိုက်ပါမယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရ၌အနန္တဂုဏ်အင်ကျေးဇူးရှင်များဖြစ်ကြသောဘုရားယရနာတရားယရနာသံဃာယရနာယရနာတော်မြတ်သုံးပါးတို့နှင့်တကွအမိဘဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆက်သောအားဖြင့်၎င်းဘုရားမျက်မှောက်သို့ယနေ့တရားနာကြရောက်လာကြသောသန္တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါလေအလုံးသောသူတော်ကောင်းအပေါင်းတို့လည်းယခုလိုမရစဘူးအရာထူးနေတဲ့ဘဝဒုက္ခလေးကိုအလိုသုံးစားအချိန်မကုန်စေဘဲနဲ့အချိန်ရှိကလုံးလာဆက်ကြပါလို့ရှင်းဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ခုဦးဇင်းတို့တော်ကောင်းလို့ရရှိထားတဲ့ဘဝသည်တမင်ရဘဝခေါ်မလားအဖို့တန်တဲ့ဘဝခေါ်မလားဘာကြောင့်အဖို့တန်တယ်လို့ဆိုနိုင်တာလဲအဓိကတို့ဘုရားသာသနာနဲ့တွေ့နေတယ်လူဖြစ်တာချင်းတူပေမဲ့တန်ဖိုးရှိတဲ့လူတာမင်ညလူမဟုတ်ဘူးအရိယသစ္စာတရားတွေအကောင်းဆိုးတွေအကြောင်းကျိုးတွေအမှားမှန်တွေသိခွင့်မရဘူးလားဒါထူးခြားတဲ့ဘဝပေါ့ကောင်းရင်အဲ့ဒီဘဝဒုကလေးကိုမင်းတို့ရောပေါ်ပေါ်ဆန်းဆန်းနဲ့အချိန်ကုန်လိုက်မယ်ဆိုရင်နောက်ထပ်ဒီလိုဘဝမျိုးရဖို့ဒီဘဝရဖို့ကတန်တရားနဲ့ခြီးပြီးတော့ကြိုးစားလာတာနော်ပညာရှိများအလိုချင်ဆုံးဘဝပညာရှိများအတောင့်တဆုံးဘဝကိုငါတို့ရှင်းရလားခုခင်ဗျားတို့ကျတို့လူဖြစ်နေတာသက်တမ်းရှည်လားသက်တမ်းတိုဒါလေးရှိပိုင်းမှာပြောရင်းနဲ့တရားတော်တွေကြိုးစားဖို့ပေါ့လေဒီ9ညတာမှာပြည်လုံးအံ့အတွက်တော့ဒီနေ့နေထိတမ်းမယ်ဒီနေ့ပြီးမယ်ပေါ့အဲ့တော့တရားဝဲပြီးပြီဆိုတော့ငါတို့တရားအလုပ်ပြီးပြီလားပြီးပါဗျာကျောင်းမှာဝါရင်3လတရားစခန်းအားထုတ်တော့ယောဂီတွေကိုဥစဉ်ကတရားစခန်းဝင်ဝါဆိုလာပြီးနေ့စခန်းဝင်တယ်
သတင်းကျွတ်လာပြီးကျော်9ရက်နေ့မှတရားစခန်းကထွက်ရအဲ့တော့သတင်းကျွတ်လာပြီးကျော်9ရက်နေ့မတိုင်မချင်းကြားထဲမှာတရားချတဲ့အချိန်မရှိဘူးအမြဲတရားအားထုတ်ရမယ်ဒီလိုပြောလာပြီးကျော်9ရက်နေ့ကျတော့ကဲဒကမာကြီးတွေစခန်းတော်ပြီးပြီဒကာကြီးတွေတရားလုပ်ပြီးပလား3လအားထုတ်ပြီးပြီပြီးပလားဒီလိုပဲခုခင်ဗျားတို့9ရက်နာပြီးသွားပြီတရားအလုပ်ပြီးပလားတရားအလုပ်ကိုဘယ်ချိန်ထိလုပ်limit ပြောတာအချိန်တိုင်းပြောတာမဟုတ်ဘူး limit ဆိုတော့ကန့်သက်ချက်ဘယ်ချိန်ထိလုပ်မှလဲမလို့ချင်းလို့ရှင်းလားဘယ်ချိန်ထိလုပ်ပဲမလေးအဲ့တော့ဒီလုံးအဓမ္မယုံမှာညစဉ်9နာရီကနေ10နာရီတရားအထုတ်ချိန်စီမံထားပါတယ်နော်အဲ့ဒါကိုအလုံးသာသနာတော်ကိုစောင့်ရှောက်သောအပြင်၎င်းသာသနာတော်ကိုချီးမြှောက်သောအပြင်၎င်းအလုံးတတ်နိုင်ကြမြကြိုးစားပြီးတော့အထုတ်ပေးကြပါလို့ဦးဇင်းကမေတ္တာရက်ခံဓမ္မယုံလူစီဖို့ပြောတယ်ထင်လားတရားထုတ်တဲ့လူများအောင်မဲဆွဲနေတာလားဒါလေးတစ်ခုတော့မှတ်ထားတို့သာသနာနဲ့ပတ်သက်ပြီးအခုငါတို့ဓမ္မဂရိတတွေရောကမ္မထမ်းဆရာတွေရောသာသနာ့ပြုပုဂ္ဂိုလ်အားလုံးသာသနာအကျိုးဆောင်အားလုံးကဆွဲဆောင်နေတာဟာငါတို့အကျိုးမဟုတ်ဘူးဒါလေးတစ်ခုတော့ဦးဇင်းတို့စိတ်ထဲမှာတော်တော်လေးကိုခံစားရလို့ဒါပြောခြင်းဖြစ်ပါတယ်အဲ့တော့မင်းတို့ဓမ္မဂရိကတွေဘယ်နဲ့ဘယ်ညာဓမ္မဂရိကကကိုယ့်အတွက်လုံးနေတာမဟုတ်ဘူးဘာအတွက်တော့သာသနာနဲ့ဟောဒီသာသနာနယ်ဝင်တွေအတွက်အလုံးလုံးပေးနေတာအဲ့တော့တရားအထုတ်ပါလို့ပြောတာဦးဇင်းတို့တွေ့လားဟုတ်ပါဘူးအဲ့တော့ကိုယ်အကျိုးစီးပွားကိုသိဖို့လိုတယ်ရှင်းရတယ်နော်သက်တမ်းတူနေဆိုတာသက်သေပြုနိုင်ဖို့ဘုရားရှင်ကိုရောင်မြတ်ကြီးသာဝတိပိဇေကဝံကျောင်းတော်မှာသတင်းသုံးနေတော့ပฏิပူဇိကာဆိုတဲ့ဇာတ်ကလေးတစ်ခုနာကြည့်အောင်ဘာဇာတ်လဲအဲ့ဒီဇာတ်ဒီနေ့နောက်ဆုံးနေ့ဆိုတော့မှားရမ်းတော်ပေါ့ဗျာတရားလို့ကြိုးစားလုပ်ကြဖို့မှားမှာဥစ္စနုတာဝန်လုပ်တာမလုပ်တာတော့ဟုတ်ပြီနော်ဥစ္စနုတော်ဟောလို့ပန်းတိုင်ရပါလဲနိဗ္ဗာန်ရောက်ချင်ဘယ်လိုလုပ်မလဲကိုယ်ခန္ဓာအကြောင်းဝါထတာမလို့ဆိုမှနဲ့နိဗ္ဗာန်ရောက်ချင်ဘယ်လိုလုပ်မလဲတခွန်းနဲ့ပြီးရမယ်ဟောဘယ်နဲ့ဝါတာလုပ်နေကြတာတော့ကိုယ်ခန္ဓာအကြောင်းကိုသိအောင်ဘယ်လိုလုပ်မလဲကိုယ်လိုရှင်းမလားအဲ့ဒါကျုံနေတော့ဝါတတာမရဘူးခင်ဗျားတို့ဝါတတာလုပ်ရှင်ကျုံနာမလာကြနဲ့နော်ပြက်သားအုံအိုင်ဒုံတိုင်းကိုချပြလိုက်ရှုပ်တယ်သဘောပါလားကျောင်းကယောဂီတွေကိုလေးကန်ဆိုမလာတဲ့နဲ့လို့ကျုပ်စီကိုနော်ကျုပ်ကျောင်းကမော်ဒယ်ကဲလို့တွက်နေမှယောဂီဆိုရင်နော်လေးကန်ကြီးတွေဆိုငိုက်နေတာမရဘူးမလို့ချင်ဘူးပြတ်တရားရောင်ဖားရောင်တော့မလုံးနဲ့အဲ့တော့ရောင်ဝါးလို့မလားသိအောင်လုပ်မလေးကဘာပြောတော့အဆင်ပြေတယ်လို့နော်တန်နေတဲ့အချိန်ကျိုးပေးလိုက်အဲ့ဒါကိုအခုဒီနေ့ဖြည့်စည်းရမှာအခုဘယ်လိုလဲလူဘဝအခုသာသနာနဲ့ကျုံတဲ့ဘဝဘယ်လိုလုပ်ရလားအကြောင်းကျအမတမ်းမှညီညွတ်လို့ရသေးတယ်အကုန်ဆုံးပြီးရတယ်ရှင်းတော့ဒီလိုအကြောင်းကျညီဖို့လွယ်သလားဟေးမလွယ်တဲ့ဘဝမှာအခုဒီဇက်ကိုဦးဇင်းကနောက်ဆုံးနေ့ဘာလို့ဟောသလဲဆိုတော့ငါတို့ဘာဆက်လုပ်ကြမလဲဆိုတာသိအောင်ပေါ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအေးဟေးတဲ့တတ္တဝါတွေလူသားတွေဟာငါးပါးအာယုံကာမဂုဏ်ကိုရွေးချယ်ရင်းနဲ့ပဲဟိုအာယုံကကောင်းလို့ဒီအာယုံကကောင်းလို့ဟိုလိုနေရကောင်းလို့ဒီလိုနေရကောင်းလို့နဲ့ရွေးချယ်ရင်းနဲ့သက်တမ်းတူတူကလေးမှာရွေးရင်းတရားတယ်ဘယ်ဟာမှပြည့်စုံခြင်းမ
မရှိလိုက်ဘူးကွာဘုရားကဒီသုတ်တော်မှာဒီလိုဟောထားတယ်ငါးပါးအယုံကာမဂုဏ်တွေဘာလို့လဲကျွေးနေတာအဲ့တော့သားလေးဒီလိုဖြစ်ရင်ကောင်းပါပဲသမီးလေးဒီလိုဖြစ်ရင်ကောင်းပါပဲဥစ္စာတဏဒီလောက်ရှိရင်ကောင်းပါပဲဘယ်ကားကြီးစီးရရင်ကောင်းပါပဲဘယ်အိမ်ကြီးနဲ့နေရရင်ကောင်းပါပဲဒါလေးရွေးချယ်ရင်နဲ့ဘာဖြစ်လို့အချိန်ကုန်သွားတာတဲ့အနှစ်သာရအရှိတဲ့အလုပ်ကိုလှုပ်ချိန်မရလိုက်ကြဘူးတဲ့လူမိုက်တွေဟာဒီတိုင်းပဲကြွတယ်ဘုရားကဒီသုတ်တော်မှာပြောတယ်အဲ့တော့ပฏิဘူဇိကဇဖြစ်လာပုံလေးအကြောင်းရင်းကဒီလိုရသော်ကိုယ်တော်ကြီးတာဝတိပြည်ဇေတဝန်ကျောင်းတော်မှာတရင်သုံးပြီးတော့နေတဲ့အချိန်နတ်ပြည်မှာမာလဘာယီဆိုတဲ့နတ်သားရှိနော်အဲ့တော့အဲ့ဒီနတ်သားကတစ်ဖက်ကိုနတ်သမီး900စီပါတယ်ဘယ်နတ်သမီးဘယ်လောက်အဆွေရနတ်သမီး1000နဲ့ဥယျာဉ်နဲ့လာပြီးကစားတယ်မနဲ့စောစောထွက်လာမနဲ့စောစောနတ်သမီးတွေကသူ့ကိုပန်းနေကောက်ပြင်ဆင်ဆင်ရင်ပေးပေါ်ကားတဲ့လူကကခြင်းဆိုတဲ့ဘုက္ကွာဆိုဒီနတ်သားကြီးကိုသူတို့မောင်တော်နတ်သားကိုဖျော်ပြင်းနေအဲ့လိုဖျော်ပြင်းရင်းနဲ့နတ်သမီးလေးတစ်ပါးသူ့ရဲ့ကျင်ရတော်နတ်သမီးလေးတစ်ပါးကပန်းတွေကြောက်ပြီးသီးနေရင်းနဲ့ဖြတ်ဆိုသေသွားဘာဖြစ်သွားဟောကာယင်းခေါ်ရင်ဒီဆိုရင်းနဲ့ဘာဖြစ်တော့သေသွားတာနတ်ပြည်ကနေစုတည်သွားတယ်ဒါတော့စုတည်သွားတယ်ဆိုတော့နတ်ကြတော့ခမတို့တွေ့လို့လို့တောင်မြင့်လို့ဂျာနီကန်လို့ပို့เสียမသာမကြံနဲ့နတ်ရဲ့ရုပ်ကအမတမ်းမှနုညံ့တော့သေရဟိကိုကြောက်သွားတယ်ဆိုတော့နတ်သားရဲ့ဘေးမှာနတ်သမီးဘယ်လောက်ရှိလဲ1000ရှိအဲ့ဒီနတ်သမီး1000လေးကတယောက်သေးရော့သွားတာဆိုတော့ကျန်တဲ့လူတွေမသိလိုက်ဘူးမနဲ့ခင်းနတ်ပြည်နတ်ခင်းမှာပေါ့လေအဲ့တော့နတ်သားကိုမြင်မြင်နဲ့နတ်သမီးလေးတယောက်ပြေးသွားတယ်ပြေးတော့လူပြည်မှာသာဝတိပြည်မှာတတိတယောက်ဝမ်းပိုက်တယ်တတိကြောတယောက်ဝမ်းပိုက်တယ်ပရိသေတိနေတယ်သင်္ခါရပစ္စယဝိညာဏဆိုတာပရိသေတိနော်လူပြည်မှာပရိသေတိဖြစ်တယ်ဆိုတော့ပရိသေတိဖြစ်ပြီးတော့အဲ့ဒီကဲဇတ်တော်တိုင်းပြောရရင်ပရိသေတိဖြစ်10လ9လလွယ်10လကျတော့ဖွာတော့မွေးပြီးဟဲ့ဆိုကြတဲ့ဒီနာသမီးကဂရိရတယ်သူခုဘယ်ရောက်နေတာတော့အော်လူပြည်ရောက်ငါဘယ်လာတော့ဆိုတော့ခုနကမာလဘာကြီးနတ်သားရဲ့ဘေးကကျင်ရတော့အခုငါနတ်ပြည်ကသိပြီးတော့အခုလူပြည်မှာလူဖြစ်နေပြီဟာဒါဆိုရင်မဖြစ်ဘူးငါမောင်တော်စီပြန်သွားရအောင်လုပ်မယ်ငွေကြရရင်နော်အဲ့တော့သူလေတော်ကောင်နတ်သားစီသူပြန်သွားမယ်ပြန်သွားခြင်းနဲ့အဲ့တော့ဒီဘာလို့လဲဆိုအရွယ်ရောက်တဲ့အချိန်ကျရင်9နှစ်အရွယ်တိတတ်တဲ့သမီးအရွယ်ကလေးကရင်ကုသိုလ်ကောင်းမှုတွေလုပ်ဘာလို့ဘုရားဝေယဝဆဓမ္မဝေယဝဆသံဃာဝေယဝဆအိမ်မှာဆွလောင်းသူကတော်တော်လက်လုံလာဝရိယထားပြီးတော့အခါနဲ့ကုသိုလ်လုပ်တရားဟောတရားနာတန်ဃာတွေဆွလောင်းဒီလိုနဲ့အရွယ်ရောက်16နှစ်သမီးအိမ်တော်ကြအိမ်ရမိဘတွေကတတိသမီးဆိုတော့ပေးစားရတဲ့အိမ်တော်ကြအဲ့တော့အိမ်တော်ကြတဲ့အချိန်မှာလည်းသူဘာလုပ်လဲလုံလာဝရိယစိုက်ပြီးတော့ကုသိုလ်ပဲလုပ်လုံလာစိုက်ပြီးဘာလုပ်သံဃာဝေယဝဆလုပ်တယ်ဆွလောင်းတယ်ဆွစီမံတယ်ဟာဘယ်သူကဘာလုပ်ပေးပါဦးစေရဓမ္မကပ်ပေးပါဦးကတ်တယ်သံဃာဝေယဝဆဆိုတနေကုန်မကြီးမကြီးလုပ်တယ်ဒါကြောင့်မို့ဘယ်လောက်ထိမြန်သူ့အတွက်သတင်းမွေးလဲဆိုတော့ဒီဓမ္မလေးသိဟာခြေလန်းတလန်းတိုင်းမှာခြေလန်းတလန်းတိုင်း56မျိုးသောကုသိုလ်တွေဖြစ်နေတယ်ဟောသံဃာဒါနဆွလောင်းဖို့တန်ဃာတွေကိုဆုံးကပ်ဖို့တန်ဃာဝေယဝဆပြုဖို့သူအမြဲတမ်းဒါပဲလုံးဝနေတဲ့အတွက်သူခြေလန်းတိုင်းကဘာဖြစ်နေလဲကုသိုလ်တွေဖြစ်နေဘာတွေဖြစ်နေကုသိုလ်စေတနာတွေနဲ့ခြေတလန်းကြိတသန်းဆိုတာကတော့ကြားဦးမှာပေါ့အဲ့ဒါခုဒီဒကမာလေးရဲ့ခြေလန်းတိုင်းဟာဘာတွေနဲ့ပြည့်ကုသိုလ်တွေနဲ့ပြည့်ကုသိုလ်ပြုဖို့ပဲသူလောရဆိုင်အဲ့လိုကုသိုလ်ပြုတိုင်းမှာလဲသူကဘာလဲဆိုဤသို့ပြုရခြင်းကုသိုလ်ကောင်းမှုကြောင့်မောင်တော်နတ်သားစီပြန်ရောက်ပြရစီဒါပဲသူကဟင်
လင်းတော်မောင်နဲ့အတူနေပြရစီဗါတယ်လေလင်းတော်မောင်နဲ့ဒူနေပြရစီစာထဲမှာဒီတိုင်းပဲပါတယ်သူ့လင်းတော်နှက်သားနဲ့ဒူနေနေတာအဲ့တော့လင်းတော်မောင်နဲ့အတူနေရစီဒီဌာနနဲ့သူကုသိုလ်ပြုဆိုတော့အိမ်အောင်ကြပြီးတဲ့အချိန်သူကလှူပြီးတိုင်းလင်းတော်မောင်နဲ့တူနေပြရစီဆိုတော့ပတ်ဝန်းကျင်ကတော့သူ့ခုပေါင်းပင်နေရတဲ့ယောက်ျားနဲ့အတူနေကျင်တာလို့ဒီလိုပဲကြွက်ထားဆိုတော့အိမ်အောင်ကြတနေ့နေ့နေတော့ကလေးမွေးသားသမီး4ယောက်ရသားသမီးဘယ်လောက်ရ4ယောက်အဲ့ဒီ4ယောက်မွေးဖွားနေတဲ့အချိန်ကဘီးဖွားချိန်ကလွယ်ပြီးကျန်တဲ့ချိန်အားလုံးကိုဘုရားဝေယဝဆာဓမ္မဝေယဝဆာသံဃာဝေယဝဆာဒါပဲကုသိုလ်ပဲလုပ်နေတဲ့ဥပုံနဲ့ဥပုံဆောင်နေအဲဒါရဒီမှာသံဃာတော်တွေဆုံးကပ်ဖို့ကိလနာယဟန်တွေပြုစုဖို့အာဂာနိယဟန်တွေလူတန်းဖို့ဟုတ်ပြီနော်ဒီအလုံးပဲသူကုသိုလ်လေးနဲ့လုပ်ပြီးတယ်နဲ့သူ့လူတော်မောင်စီဒီကုသိုလ်ကောင်းမှုကြောင့်ပြန်လဲရောက်ရှိနိုင်ကြစေပေါင်းတင်နိုင်ကြစေဒါပဲသူလုပ်လိုက်တော့သာသမီ4ယောက်ဖွားပြီးဟိုဘက်သိမ့်မကြဘူးတေးပြန်အဲ့တော့သူကကုသိုလ်တေးပြန်အဲ့တော့သူကကုသိုလ်လုပ်တိုင်းသူ့လင်တော်မောင်နဲ့အတူနေကြရစီလို့စုပန်တဲ့အတွက်သူ့နာမည်ဟာပฏิပူဇိကာလို့နာမည်တွင်သွားတယ်ဟုတ်ပြီနော်လင်ကိုပဲတန်းတနေတဲ့ကလေးမပေါ့လေနော်ပฏิပူဇိကာအဲ့ဒီရဲ့နာမည်တွင်တာနော်လင်ကိုပဲအမြဲတန်းတနေတဲ့ဒီယောက်ျားနဲ့ပဲပေါင်းရှင်နေသူကဒါလို့ဘယ်ကုသိုလ်လုပ်လို့ဒီအာယုံနဲ့ပဲသူအလုပ်လုပ်အလုံးလုံးတော့ကဲသာသမီ4ယောက်ဘွားဟိုဘက်အသက်40ပတ်ဝန်းကျင်50နားလေးရောက်တော့သေးရဟုတ်ပြီနော်ဆိုကြတော့အသက်50မှာသေးပြီညာတော့အပြင်အမျိုးသမီးတွေအဲ့ဒီအချိန်များများသေးတတ်တာကိုဒါလွန်သွားမှသူကအဆင်ပြေတာဆိုတော့အဲ့ဒီမှာ50ပတ်ဝန်းကျင်သေးလိုက်တော့တေပြီးတာနဲ့ဘယ်ပြန်ရောက်ဟောဒီလိုတော့ငါးမှာဟောပန်းလေးတည်ရဲ့ပဲပြန်ဖြစ်ဆိုတော့ဒီနတ်သားကတာဝရိန္ဒနတ်ပြည်မှာဒီနတ်သမီးလေးတွေ့တယ်ဘယ်ရောက်သွားလူပြည်ရောက်လူပြည်မှာကလေးကလေးရောက်ရ4ယောက်မျိုးပြီးတော့ပြေးလာတယ်ပြန်လာတယ်ပန်းကုန်းတည်ရဲ့ပဲဆိုတော့ဟိုမှာနတ်ပြည်ကတဏီမကုန်သေးဘူးမနေ့ကပြေးသွားတာညနေကောင်းလေး2နာရီ3နာရီလောက်ရှိမှာပေါ့ဟုတ်ကဲ့နော်အဲ့ညနေကောင်းအချိန်လေးပြန်လာတော့ဟာ10မိနစ်ခင်းလုံးမင်းပြောက်သွားတာကြည်သာအခုမှငါမြင်တယ်သူ့လေတော်မောင်နတ်သားဘယ်သွားနေတာတော့တစ်ချိန်လုံး10မိနစ်လုံးပြောက်မှာပေါ့တဲ့မနေ့ကကျွန်တော်မျိုးမှသိသွားတာဟမ်ဘာဖြစ်တာမနေ့ကဘာဖြစ်တာပန်းကုန်းလေးသိရေးသိသွားတာတဲ့လူပြည်မှာပရိသေတွေသွားနေတယ်တဲ့သူဟင်ဒါပြန်လူပြည်မှာမနေခဲ့ဘူးလားနတ်သားမေးတယ်နေခဲ့ပါရောတဲ့သာသမီးတွေဘယ်နှယောက်အသက်ဘယ်လောက်ရ50သာဝရဏနတ်ပြည်ဆိုတော့လူပြည်အနှစ်100မှာမှကိုယ်တည်းရဲ့ဆိုတော့တင်းနေမကုန်သေးဘူးရှင်းမလားအဲ့ညနေကောင်းချိန်ပြန်ရောက်လာတော့ယောလူတွေရဲ့တက်တန်းအဲ့လောက်တွေ့ကြလားတဲ့နတ်သားဟိုမှာတစ်ချင်းဆိုလို့တော့တပုံမဆုံးသေးဘူးဒီကသေးနေရှင်းလားခုကလေးတို့ကသားအာယုံရွေးလိုက်သမီးအာယုံရွေးလိုက်ဒီသားလေးမကြည့်သေးလို့သမီးလေးမကြည့်သေးလို့စီးပွားဥစ္စာမပြည့်စုံသေးလို့နဲ့တရားအထုတ်ဖို့ရွေးနေတာဘယ်တော့အထုတ်ဖြစ်ကြမှာဟမ်စီးပွားရေးနဲ့တရားအထုတ်ဖို့ဘယ်ဟာအရေးကြီးတော့သားရေးသမီးရေးစီးပွားရေးနဲ့တရားအထုတ်ဖို့ဘယ်ဟာအရေးကြီးတော့ဘယ်ဟာဥစ္စာပြည့်စုံလဲအခုဘာဥစ္စာပေးနေတာလဲဒါပေမဲ့ခင်ဗျားတို့လှုပ်ချင်တာလှုပ်နေတာပေါ့ဟမ်လောကမှာလှုပ်ချင်တာရယ်လှုပ်တဲ့နှမျိုးရှိတယ်ဘာလှုပ်ကြဘယ်လမ်းလျှောက်မနေ့ကတရားအဲ့ဒါမဖြေလို့ခုမှဖော်ပေးတာဟမ်မနေ့ကဘယ်လမ်းလျှောက်မပြောလို့ကံနေရာလေးရှိလာတာကံလမ်းလျှောက်လာအခုလှုပ်တဲ့လား
တတန်တရားလုံးခင်ဗျားတို့ကျွတ်တို့ဘာလုပ်လားလှုပ်ချင်တာလုပ်လားဘာဖြစ်လဲဒီထဲကနေဆူရတောင်းတဲ့စိတ်သွားတိုင်းဘုရားလို့လူရသနာကြံတိုင်းအောင်ပြီးမပြီးနိုင်ပဲခင်ဗျားတို့ဟာဟင်ဒါလှုပ်ချင်တာလုပ်မပြောတာလှုပ်ချင်တာလုပ်မပြောတာအာနာဘူးကောင်းတယ်ဗျာကိုယ်ကြီးအာနာဘူးကောင်းအဲ့ဒီခင်ဗျားတို့ကြံတိုင်းအောင်ဆောင်တိုင်းကြောင့်လူရသနာပြည့်ပြီးတော့ဘယ်သူရှိသွားတောင်းလားနေတဲ့တတိကဲတွေမဟုတ်ဘူးဟင်ဟိုကိုယ်တော်ကြီးမှာသွားကန့်လန့်တိုက်ဟိုကမင်းတို့လှုပ်ရှင်တာမလုံးနဲ့တဲ့ဘာလို့ရမှာသူကလည်းလှုပ်ရှင်တာလေကြီးရှင်းသလားတရားရှိဘာလုပ်မယ်ဆိုတော့ကိုယ့်အဖို့စဉ်းစားတော့ငါဒီနေ့တနေ့ကုန်တော့မယ်24နာရီပြည့်တော့မယ်ငါကုသိုလ်ကြီးဘာလုပ်ပြီးပြီလဲငါကံရည်ကဖြစ်မြောက်ကြောင်းဒီနေ့လုတ်ပြီးပြီလားစဉ်းစားနောက်နေ့ညနေ6နာရီထဲစဉ်းစားသမင်းမစားရတာအရေးမကြီးဘူးတရားမခံရရင်မဖြစ်ဘူးပြေးလာရဲ့ခင်ဗျာဒီတနာရီလေးအလူရိပ်ယူရမှာကိုယ်မှဆိုထိုင်ပြီလားဒါတိုင်းမှာဇာတ်ရည်ကြီးအိမ်ပေါ်ရောက်နေတာရှင်းသလားဇာကမမင်းသားဇာကားလာမှကားမှာဂျာလန်းကားမောက်နေကားရတာမဟုတ်ဘူးအခုကမီးလာတိုင်းကဘောပါလားအမီးတွေ24နာရီလာရေးဆိုတော့24နာရီဒေဟုတ်သွားကြအောင်မှာပေါ့မီးပြက်နေတာခက်ကောင်းကောင်းထင်ပါလေဟိုကျုပ်ကြောင်းတော့ဘယ်တော့မှမလာလို့ပြောရတာသူများလာရင်အိတ်သာမရှိရဖြစ်အဲ့တော့စဉ်းစားကြည့်တာငါတို့ဘာလုပ်ရင်အချိန်ကုန်လှုပ်ချင်တာလုပ်ရင်အချိန်ကုန်ကာမဂုဏ်တွေရွေးချယ်ရင်းနဲ့ဒီချမ်းမမနဲ့တမျိုးရွေးနေ့လေတမျိုးခုစားတာတောက်တာကမနဲ့နေ့လေညနေတူအောင်စားလားမတူအောင်စားလားတော်ရွေးပြီးမှစားတာဟင်အဝတ်စားကြတော့လည်းဒါပဲဟုတ်လားရွေးပြီးဟုတ်လားကဲဒါလည်းမရွေးတာပြောသားမှာဗျာရွေးတယ်မှဂရင်တောင်မှတောင်နဲ့မြောင်းနဲ့လှည့်ရတာခါတဲ့အိမ်ထဲတွေပတ်ချလဲနေစီပါကြီးအယောင်းဝယ်မကောင်းတိုင်းလှည့်လိုက်အောင်กว่าရှေ့ပဲဟမ်ဒါတော့အိမ်ဘောက်ကပြောင်းမရလို့ဟင်ဘယ်လိုကြာပြောရတယ်မလို့အိမ်ကဘယ်ဘက်တော့တောင်ဘက်လဲမလို့အဲ့ဒါမြောက်ဘက်လဲလိုက်ဆိုဟိုဘက်ကအိမ်နဲ့ပြဿနာတက်တော့မှာသဘောပါလားဘာလို့ဒီလိုလုပ်ကြဒါရှိတာဟုတ်ရရချေလို့ဒီသွားချေလိုက်ကပတ်ပြေးလိုက်ဘာဖြစ်လို့ဆိုအစာစီဝါကြီးကမကောင်းဘူးဆိုဒီအာယုံရွေးနေတာနဲ့ချိန်ကုန်ဟုတ်နတ်သားပြောနတ်သမီးတဲ့မင်းငါစီရောက်အောင်ပြန်ရောက်အောင်ဘယ်လိုလုပ်လာလဲအိုးမောင်ကြီးရတယ်လူကြီးရောက်ကြတဲ့ကကျွန်တော်မျိုးမအရှင်သားကိုမမေ့ဘူးအရှင်သခင်ကိုမမေ့ဘူးအဲ့လူကြီးမှာမိုးပွားလာပြီဆိုကြတဲ့ကအရှင်ထံပြန်ရောက်ဖို့တက်တယ်လို့ဘာလို့လဲကုသိုလ်ကောင်းမှုလေလုပ်လာတော့သူလုပ်ခဲ့တဲ့ရည်ရွယ်ချက်တဲ့သူအောင်မြင်ပြန်မရောက်ဘူးလားဟုတ်တော့အေးဟုတ်ပြီမင်းကဟုတ်ပြီလူကြီးရလူတွေမင်းလူကြီးရောက်သွားတော့ဒီလောက်တက်တန်းတူတဲ့လူတွေဟာတဲ့နတ်သမီးတဲ့သူတို့အချိန်ကိုတန်ဖိုးရှိအောင်ကြိုးစားနေကြသလားတဲ့မိရော့အိတ်နေကြသလားကိုချင်းစာပြီးဖြေကြည့်လိုက်ဟင်တကယ်ဆိုခင်ဗျားတို့အိတ်ချိန်ကိုမရှိဘူးမအိတ်ပြဘူးလို့ပြောတာရှင်းလားခုကလေးတက်တန်းအသက်50ရှိရင်အသက်အစိတ်ကအိတ်ပြီးလွန်နေထင်လားညတို့သိတတ်တာကွာ9နှစ်10နှစ်မှသိတတ်တာအဲ့ဟိုဘက်ကအိတ်နေတာနဲ့အတူတူပဲဒီဘက်ကျတော့ညရောက်တိုင်းပါပြီတို့အေးနေ့လေတမေးလောက်မေးလိုက်တာနဲ့ဆိုတော့သဘောပါလားဓမ္မအိဟုပဲသားပါဦးလောဘကဒေါသကနဲ့ဈေးရောင်းဈေးဝယ်အလို့ပဲလို့ပြီးတော့တရားသတိရမယ်သိနေတာပဲအဲ့ဒါလဲအဲ့ဒါခင်ဗျားတို့ဘယ်လောက်သိပြီးပြီလဲဆိုရင်တစ်သက်လုံးသိပြီးရှင်းသလားတရားရှိတကယ်ဆိုရင်အိတ်ဖို့တော့မသိတော့စီဝါချကြ
ဘာစီးပွားတော့လောကုတ္တရာစီးပွားဘာလဲလဲဒီလမ်းလျှောက်လှုပ်ချင်တာလုံးမလားလှုပ်တဲ့တာလုံးကောင်းပြီဦးဇင်းတို့သွားကြစို့ပရိပုဇိကနတ်သမီးလေးကိုနတ်သားကမေးလူကြီးရလူတွေဘယ်လိုနေကြသလဲတဲ့ဒီလောက်တက်တန်းကုန်ကုန်လေးအခုငါတို့ကတနေမကုန်သေးမင်းကတဘဝပြီးလာတယ်ရှင်းသလားကိုဘဝကိုပြန်တတိယကြသမ်းမှာတကယ်တကယ်ဝိညာဉ်ကရှင်တတ်တယ်ဓမ္မတွေနဲ့ဓမ္မသင်းတွေကတွေ့ရင်လူပြည်ဟာတဏှာကြီးတောင်မကြောက်ရှင်းသလားဓမ္မလိုဆိုရင်တစ်စက္ကန့်တစ်မိနစ်အတွင်းမှာလူတယောက်ပြီးနေဘဝတစ်ခုပြောင်းသွားပြီရှင်းလားဒါပေမဲ့ငါတို့အကြာကြီးနေရတာလားကုသိုလ်ကံနေလို့လေရုံးရဆန်ခရုံးရကံရတာများလို့ကြာတယ်ထင်နေတာရှင်းလားခုကလေးရုံးကံတွေကစီးစိမ်ခံစားတဲ့အချိန်နဲ့ရုံးကံတွေရချိန်ဘယ်တွေကများလဲကိုဘုရားကိုသဘောပေါက်ဒီတိုင်းနဲ့ရေလိုက်သွားလိုက်သွားမလားကုသိုလ်ဖြစ်အောင်နေမလားကဲအခုကလေးတို့နိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်းနေရှိမရှိအဲ့တော့နတ်ပြည်ဗမာပြည်လူပြည်လောင်းနဲ့ကျင့်ရမလားတန်ត្រာဝတ်ကကျွတ်အောင်လုပ်မလားလုံနိုင်တဲ့ကာလဟုတ်မဟုတ်လုပ်ခွင့်ရှိမရှိတရားဆိုတာဘယ်လိုပြည့်လဲသတ္တဝါအလုံးအတွက်လောဘမကြီးနဲ့တရားဘယ်လိုပြည့်လဲသတ္တဝါအလုံးတော့ဘိုးနေအောင်မဆိုင်ဘူးလားဒါဖြင့်လုပ်ခွင့်ရှိမရှိလုပ်ရင်ရနိုင်မရနိုင်တကယ်ဖြစ်ခြင်းအဟောဖြစ်ရပြီတော့ဟုတ်တရားလုံးဝအရှုံးမရှိတဲ့တရားကျင်းတယ်နော်နေ့တခါကြီးတယောက်အိမ်ရောက်တော့ပြီးတော့ကျမ်းမာရေးမကောင်းဘူးတဲ့စီးပွားရေးနည်းနည်းနားထားတယ်ကောင်းပါလေစီးပွားရေးနားပြီးကိုကျမ်းမာရေးလေးကိုဂရုစိုက်ရင်းနဲ့မကျမ်းမာနေတော့ကောင်းတာပေါ့ဗျာဟာဘုန်းကြီးကလည်းဘယ်လိုတော့ဘုန်းကြီးလာတပြီးတော့ကျမ်းမာရေးကောင်းအောင်လုပ်ခိုင်းမှာမဟုတ်ခင်ဗျားတို့မကျမ်းမာတာကောင်းဘာလို့လဲဆိုမကျမ်းမာမှမနေ့မနေ့ကျဘုန်းကြီးကိုလေးတစ်ခွေတစ်ခွေပြီးတော့ဖွင့်ထိုင်တယ်ဗျာအေးအလုပ်ဖြစ်နေမထိုင်နိုင်ဘူးလေအေးရထားတာနဲ့တယ်လီဖုန်းလာထပြေးအားထုတ်ချင်ရသလားအဲ့တော့ခင်ဗျားတို့ကြိုးပါလို့ကျမ်းမာရေးမကောင်းတာလည်းကြိုက်စီးပွားရေးမဖြစ်တာလည်းကြိုက်နော်မနာလို့လားတကယ်ဆိုခင်ဗျားတို့စီးပွားရေးဖြစ်မှကျိုးတို့ကလည်းအဆင်ပြေတာဟုတ်လားလူချင်းလို့ခေါ်တာမဟုတ်ပါဘူးရကြလို့ပါမဟုတ်လေပြောတဲ့တူတူတော့ပြောခံရတူတူတော့မထူးပါဘူးအဲ့တော့သတိထားအမှာကတတန်တူတူလေးခတ်ခုကိုလုံးမနေနဲ့တစ်သက်လုံးလုံးလာဝိကစိုင်းပြီးလုံးသွားမှနတ်သမီးနတ်ပြည်လာတဲ့နတ်သမီးဘယ်ပြန်အဲ့ဒါကနေရင်ပြန်မရောက်နိုင်အခုလူပကုံးနဲ့ပကုံးတွေကိုပုဂ္ဂိုလ်ဆိုလူပြည်နတ်ပြည်ပြန်ရဖို့မလွယ်ဘူးတဲ့တယောက်ပြန်မရောက်ဘူးတဲ့အကုန်တွေသွားရှင်းနော်ခုလည်းခင်ဗျားတို့ပေါ်ပေါ်လေးနေရမလားအာတပည့်တော်တရားတွေနာပါလို့ဗျာတရားတွေအားထုတ်ပါလေဘယ်ချိန်တော့ကြုံရင်ပေါ့သဘောပါလားအဲ့တော့ဒါမို့ဟိုရအကွက်ကလည်းအရှင်ဘုရားကြွပါဦးဗျာဒီရက်ကွက်လည်းအရှင်ဘုရားကြွပါဘာဖြစ်လို့အရှင်ဘုရားတရားဟောပြီးတော့ရင်50ရက်တော့အဆင်ပြေတယ်ခုလည်းဓမ္မယုံမှာတရားအထုတ်ပြလာတဲ့လူနေလို့ဗျာတဲ့ဘုန်းကြီးអော်ပေးပါဦးဘုန်းကြီးអော်ရင်တော့လာတယ်အေးပါကွာတပတ်လောက်တော့ငါအာမခံတယ်ဟိုဘက်တော့ဘောက်ဆိုသူကကြည်တော့စွတ်ထားတော့မယ်ကြည်တော့ဖြုတ်လိုက်ရင်ကဲအဲ့ဒါလိုနေကြမလားဖြောင်းအောင်ကြိုးစားကဲလှုပ်ချင်တာလှုပ်ကြမလုပ်မငါတို့အတွက်အလုံးပြည့်စုံအလုပ်ဟာဘယ်အလုပ်လဲလို့သိအောင်လုပ်ရှင်းတယ်နော်အခုကြည့်စမ်းညီမန်းချက်မှန်မှန်နဲ့သတိဝိရိယရှိပြီးတော့တစ်သက်လုံးကြိုးစားသွားတဲ့ပုဂ္ဂိုလ်ကျတော့သူလူရာခကြီးကိုရပါတယ်ဒါကပမာဆောင်လားအဲ့ဒါဒီလိုပဲ
နတ်သမီးကနတ်ပြည်ပြန်ရောက်သူ့ရဲ့လင်တော်မောင်နဲ့ပြောတော့နတ်သားကလူတွေတဲ့ကြောက်เสียကောင်းလိုက်တာနော်တဲ့ငါလည်းလူပြည်ပြန်မရအောင်တရားအားထုတ်ပါပဲနတ်သားကလူပြည်ဟာအတော်ကြောက်เสียအတန်းတူလို့ရှိတဲ့လူတွေမင်းတို့ရောမင်းရောပေါ့ဆနေကြတာအတော်ကြောက်เสียကောင်းတဲ့ဘုံဘဲလို့ဘုရားပြောနတ်သားပြောတာအဲ့ဒါနတ်ပြည်မှာဖြစ်နေတာလူပြည်မှာကြတော့ပฏิပူဇိကသေသွားတာကဒီနေ့ပူပူလောလောဆိုတော့တန်ဃာတွေဆုံးခံကြွားမနေ့ကဟောသူတို့ကိုဆုံးလောင်းလိုက်သေးတယ်ဒီနေ့အိမ်ရှိရောက်တော့ပိတ်သူကြီးတွေကပြီးတော့မန္တကြီးထိုးထားတယ်ဘာဖြစ်လို့အာတုပရှိတယ်ဟာဘယ်လိုသေးတာလဲဆိုတော့ပฏิပူဇိကသေတာဆိုတော့ယဟန်เนี่ยဟာမနေ့ကမှငါတို့ကိုဆုံးလောင်းတယ်ဘယ်ချင်းသေးတာတော့ညနေရသေးတာဟုတ်ပြီနော်ဒါပေမဲ့မနေ့ကအကောင်းနေမြင်ညပြောက်မြန်လာစီလားတဲ့ပရိပူဇိကသိသွားပြီဒီကမလေးကကုသိုလ်တရားအမတန်မှကျိုးစားတဲ့ပုဂ္ဂိုလ်တဲ့ဒီနေ့ဒီကုသိုလ်ရင်းနေတဲ့တဏှိကိုသူအချိန်ကုန်နေတာလုံးဝဝရိယသိကြီးမားတဲ့သာသမီ၄ယောက်ရှိတာတော့ကုသိုလ်အလုံးမပြတ်ဘူးရှင်းနော်ယဟန်တွေကသူ့အကြောင်းကိုပြောကြဆိုကြရင်းနဲ့ဒါအကြောင်းပြန်နိမိတ်ကအချိန်ကြတော့အကြောင်းမှာဒီစာကဒီအကြောင်းပြောနေတယ်တချို့ယဟန်တွေများငိုတော့ငိုတယ်ပုထုဇဉ်ယဟန်တွေဘာလို့သူတို့သုံးကုန်းဝေယဝဆလိုလိုသိပြုမရှိအောင်ပြုစုနေတဲ့တာသနာဒါယကာမကြီးဘယ်လိုလဲအဲ့တော့တာသနာဒါယကာမကြီးဆိုတော့တာသနာအတွက်ဆုံးရှုံးခြင်းတစ်မျိုးပဲဆိုတော့ယဟန်တွေပြည့်ကြကြအရိယာပုဂ္ဂိုလ်တွေကကြတော့တန်ဝေကယူအဲ့ဒီအကြောင်းလေးကိုသာဝတ္ထုပိစေတုံအကြောင်းလေးမှာညနေကြတော့ဒါပြောစရာစကားဖြစ်လာတော့ဒီအကြောင်းပြောနေဘုရားရှင်ကိုလိုမြတ်ကြီးတရားဟောမလို့ကြွလာတော့စစ်သားတို့ဘာအကြောင်းပြောနေကြလဲပရိပူဇိကအကြောင်းပြောပါတယ်ဗျာအဲ့ဒီဓမ္မလေးကကုသိုလ်ပြုတိုင်းသူ့လင်တော်မောင်နဲ့အတူနေကြစေလို့တပြီးတော့ကုသိုလ်ပြုနေတာတဲ့အဲ့တော့ဒီဓမ္မလေးအခုလင်များဆွဲသိရင်ဘယ်များရောက်မလို့ဖေဟာဟောမေးတာလူပြည်ကလင်ဆွဲသေးတယ်ထင်လို့ကံမောဖတ်ချင်လို့နေမှာပေါ့သဘောပါလားလူပြည်ကလင်ဆွဲသေးရင်တော့ဘာလို့မှမထင်လို့ပိဋ္ဌာဖြစ်မှာဘာဖြစ်မှာအဲ့တော့ဘဝစတိုင်းအတူများတော့ရောင်လို့မားလို့မတောင်းနဲ့တော့ငါးပါးမဟုတ်ဘူးများတယ်ရှင်းလားကိုယ်ကသေးပြီး तू မသေးသေးဘူးဆိုတော့ तू နာကိုခွေးကြီးဖြစ်မလားနွားကြီးဖြစ်မလားကြောင်ကလေးတွေဖြစ်မလားအိမ်မှာအခုခင်ဗျားတို့အတူနေတဲ့တရားလေးတွေမရှိဘူးလားအဲ့ဒါဥပါဒံဒီအိမ်မှာပျော်တဲ့တရားတွေအမျိုးတွေကြီးပဲကမှတ်တာရှင်းသလားငါမြေငါရေငါဥစ္စာနဲ့နေလိုက်ကြတာဒီနားကခွာဖို့ပါနေရှင်းသလားဟဲ့အဲ့တော့လက်ရှိလင်ဆွဲသေးလိမ့်မယ်ထင်လို့ယဟန်တွေကမေးတာအရှင်ဘုရားတဲ့လင်နဲ့အတူနေပြရစေဆူတောင်းနေတဲ့ပရိပူဇိကသေခုဘယ်များရောက်နေတော့ဆိုတော့ဘုရားရှင်ကိုလိုမြတ်ကြီးကမင်းတို့ကပရိပူဇိကလက်ရှိလင်နဲ့အတူနေခြင်းလို့သူတို့ကဆူတောင်းနေတယ်လို့မင်းတို့ထင်သကိုတဲ့တော်သေးတယ်ဒါသေမပြောလို့နော်မသေးခင်ရဆိုဒီလင်ကဆက်ပေါင်းရအခက်ပဲသူ့တန်ရဆွဲရပဲဆိုတာမသေးကြဘူးလားကြည့်လို့ကြပါဗျာရှင်းတယ်တော့ပြုံးမဲ့မောင်ကြီးနဲ့အတူနေရရင်နှမနဲ့အတူနေရရင်မောင်ကြီးမှမောင်ကြီးနှမမှနှမမလုပ်ကြဘူးလားမောင်မောင်ရှင်းရှင်းအဲ့ဒါရှာရိုးမရှိတိုင်းရှောက်ပြောနေတာရှင်းတယ်တော့ကိုယ်ရင်မိတွေ့ရင်ဒီအောင်လုံးအဲ့ဒါနော်ဒါမှုသားအပြောလို့အချိန်အလိမ်ဆုံးအချိန်ကချစ်သူနဲ့တွေ့တဲ့အချိန်ပဲရှင်းလားအဲ့တော့တယောက်ဘာလုပ်နေကြလိမ်ပတ်ကောက်နေကြတာပါပဲဘယ်မှအမှန်မပါဘူးသဘောပါလားအဲ့တော့အခုလည်းဒီကမှာလက်ရှိလူပြည်မှာပေါင်းနေတဲ့လင်္ကာတရားတန်းတနေတာကလောကကြီးဘယ်လောက်သာယာဖို့ကောင်းတယ်ဆိုတာကြည့်ပေါ့ဗျာသဘောပါလား
အဲ့ထဲ9ယောက်ကြတော့မပါပါဘူးလို့များဆိုချင်သေးလားငါမိမတော့မဟုတ်တော့ပါဘူးလို့များထင်လားဘယ်သူများလက်မထောင်ရဲလို့ပြောသမှာသဘောပါလားတန်ရာပါပဲဆွေးရပါပဲအဲ့တော့ကိုယ်ဘေးကငုတ်တုတ်ကြီးထားပြီးတော့အိုးဟိုစပိုင်ချစ်သူစပိုင်မစပိုင်ပြန်ရင်တွေ့မှဟုတ်လားသဘောပါလားဟိုမဟုတ်ဘူးလေတချို့ကဌာနမှုတဲ့ဘေးကယောက်ျားဘယ်နဲ့လုပ်ကြမလို့သဘောပါလားအဲ့ဒါနဲ့လူလောကကြီးကဘာယိုးနေရတော့ကာမဂုဏ်အာယုံယိုးယိုးနဲ့တွေ့ရဲလို့ပါရှိရတာအဲ့တော့ဟိုလိုလို့ကောင်းလို့ဒီလိုလို့ကောင်းလို့ဟိုအာယုံကောင်းလို့ဟိုသူကောင်းလို့ဘယ်အောင်ကောင်းလို့လောကမှာတကယ်တော့ကောင်းတာလဲရှိတာလဲမှတ်တာရှိတာလဲတစ်ခုမှမကောင်းကောင်းတာလဲဘယ်တော့ကောင်းမှာတော့မေးဘယ်တော့မှမကောင်းခန္ဓာမှရင်ဘာသစ္စာဖြစ်ပြီးတော့ဖြစ်လိုက်ဒီလိုပါရှိတယ်အနှစ်သာရရှိတယ်အဲ့ဒါကြီးကိုခင်ဗျားတို့ပြည့်နေမှမသိတော့လုံပြီးရင်ကြောင်းတပြီးရင်ကြောင်းကြပြီးရင်ကြောင်းတနေလဲပြည့်မှာပဲကြောင်းကြနေလဲပြည့်မှာပဲခင်ဗျားတို့ကြိုက်တယ်လို့ကြောင်းတအပြည့်ဖြစ်ရရှင်းမလားဒါဟုတ်လို့ဖြစ်ဘာသစ္စာတကယ်တော့ဒါပါပဲလက်ထဲရောက်လာလဲကိုပိုင်ကလားမေးတော့ဒါမှအာယုံကြီးပဲအာယုံဆိုတာအမှန်ရှိရလားဘယ်ဟာကိုပိုင်လို့ကိုမျက်စိထဲမြင်နေတဲ့အစင်းပိုင်လားဘယ်လိုမျက်စိဘာလို့တတ်လို့မြင်သေးလားမြင်တယ်နော်သိချင်မြင်ရသေးလားဟုတ်တယ်မျက်စိမုံတဲ့လူတွေပါမှာဆိုလို့မြင်သလားဟုတ်ပြီမြင်တယ်အဲ့ဒါဘယ်လိုကိုယ်ပိုင်မြင်တာလားကိုမြင်ကြည့်လို့မြင်တာလားဘာလို့တက်လို့မြင်တာလဲဘာလို့တက်လို့မြင်တာလဲမြင်တယ်လို့မြင်တာဘာလို့တက်လို့မြင်တာလဲမျက်စိဘာလို့တက်တော့အဲ့မြင်တတ်တာငါလားငါဥစ္စာလားဟုတ်ဘာကိုမြင်တာလဲမျက်စိကမြင်ရင်ဟုတ်ပြီအဲ့ဒီစင်းလေးပြသမှာသိမ့်တာမျက်စိတွေကမထွက်စေနဲ့ဟမ်ဘယ်ကိုမြင်ပြီးတဲ့အချိန်ကလေးကမြင်ချင်းဆွဲလန်းနေတာမျက်စိထဲမှာထွက်ကိုမထွက်ဘူးလုံးတတ်တယ်မထွက်ကမ်းပြီအဲ့မျက်လုံးတော့အဲ့ဒီရဲ့စလိမ့်တာပါလို့ဆိုသဘောပါလားမင်းအတန်လေးနားရကိုအထွက်ဘူးအမြဲတမ်းကြားရောက်နေတာဆိုယူပြီရှင်းမလားမအမြဲတမ်းကြားတယ်တခြားအတန်ကမကြားဘူးဘာမှလုပ်မရတော့ဘူးရှင်းတယ်ကလားအဲ့ဒါဆိုမေးလိုက်လေတော်ထမင်းမစားဘူးလားလို့ဟမ်တော်ရေမတောက်ဘူးလားလို့မေးလိုက်ရေလည်းတောက်တဲ့ထမင်းလည်းစားရဆိုပြောတာတွေကအပေါ်လေးကြီးပဲရှင်းရလားအဲ့တော့လောကမှာခင်ဗျားတို့တို့သုံးကြောင်ခံစားနေမျက်စိကဘာကိုတွေ့တာသိကြတယ်နော်အဲ့တော့အဲ့တွေ့တဲ့အဆင်းဟာငါလားငါမြင်လားကောင်းပြီနားပါလို့တတ်ဘာကိုကြားတာအဲ့ဒီမှာငါသားငါသမီးငါပစ္စည်းပါသလားနှကောင်းပါလို့တတ်ဘာကိုနမ်းလို့အနန္တနာဘောအဲ့ဒီနတ်ငါလားငါဥစ္စာလားငါနန္ဒလားအဲ့ဒီနတ်ကအကောင်တည်းရှိလားလေယာပါလို့တတ်စားတာဘာကိုစားတာအရာကိုစားတာဓမင်းစားတာမဟုတ်ဘူးရှိရလားဟိုခင်ဗျားတို့ဓမင်းစားတာဂျုံစားတာဘာပေါင်းစားတာလုပ်ချင်လုပ်နေမယ်စားတယ်ဆိုတာဘာစားတာစားလို့ကောင်းလားဆိုတာဘာပြောတာအရာကရှိရလားအရာကကောင်းရလား
ဆိုတော့အဲ့ဒီရတာကောင်းမကောင်းပါနဲ့ပြသမင်းများများကုန်သွားတာနဲ့ပေါင်းဖို့များများကုန်သွားတာကြီးပေါ့ဗျာအဲ့ဒါစားကောင်းတယ်လို့ပြောလို့ရှိမှာပေါ့ဘို့တော့အရသာထုတ်ပြလို့တော့ရှင်းတတ်လားအကောင်ထည့်ရှိရလားကိုယ်ပါလို့တတ်ဘုရားတတ်တဲ့ကျမ်းစာနဲ့တွေ့ရင်လည်းတွေ့မယ်နေတာနဲ့တွေ့ရင်လည်းတွေ့မယ်အဲဒီကျမ်းနဲ့နှိမ့်တဲ့အာယုဟာအကောင်ထည့်ရှိသလားဖြစ်ကြတယ်ခင်ဗျားတို့ဘာပိုင်ဘူးဘယ်အာယုကောင်းလို့စဉ်းစားတော့ဒီလိုနေတာနဲ့ဟိုလိုနေတာဘယ်ရင်းကောင်းလို့ကောင်းတာလည်းမရှိဘူးရှိတာလည်းမကောင်းဘူးမိတ်သွားပြီကောင်းတာလည်းရှိတာလည်းမထာဒီနေ့စကားလက်ဆောင်ပါခဲ့မယ်ကောင်းတာလည်းရှိတာလည်းကိုယ်ရှိကိုယ်ပါဝိညာဉ်နဲ့ကိုယ်ခန္ဓာဘယ်ဟာကြည့်လိုက်ဘယ်ဟာမှမကောင်းသားကောင်းသလားဆိုတော့လေသားလည်းစိတ်တိုင်းမကြောက်သမီးကောင်းသလားဆိုတော့သမီးလည်းစိတ်တိုင်းမကြောက်ဒါပေမဲ့အိမ်ကအဖေကြီးရောဖေကြီးလည်းမကောင်းအမေကြီးရောခင်ဗျားတို့ပြောရတာဟမ်မင်းဖေကြီးမင်းမေကြီးနဲ့ကောင်းလားမကောင်းအဲ့တော့ဘယ်သူစိတ်တိုင်းကြတော့ဟုတ်ကိုနာပတ်ဝန်းကျင်ကြည့်တော့လည်းကောင်းတာလဲကိုခန္ဓာကိုယ်ရောကောင်းရလားဆိုတော့မျက်လုံးရောကောင်းလားမျက်စိတွေကဝေးနေတာမျက်စိတွေနာနေတာအောင်းနေတိုင်းကြီးပဲတရဝါသွားပြောလိုက်မျက်လုံးမကောင်းရတာနဲ့နားရဥတယ်ပြောလို့ပြောထူတယ်ပြောလို့ပြောကောင်းတယ်ကလေးတယ်ဇက်ကြောကထိုးတယ်အိုးခုဟာငါးနှစ်သမီးလေးကစဇက်ကြောတက်တယ်ဘာကောင်းလို့ရှိတာလဲကောင်းတာလဲဒါလေးပါတိုးမှသွားရှိတာတော့မကောင်းဘူးသိကြတယ်နောက်ဟာများကောင်းမလားဆိုတော့ကောင်းတာလဲရှိတာလဲကောင်းတာလဲရှိတာလဲကောင်းတာလဲအဲ့ဒါရွတ်ပြီးအိမ်ပြရှင်းလားကောင်းပြီဘုရားရှင်ကိုယ်တော်မြတ်ကြီးကအေးတဲ့မင်းတို့ထင်တယ်လို့လက်ရှိလင်ယောက်ျားကိုပြောတာမဟုတ်ဘူးကွာသူလာခဲ့တာကနတ်ပြည်ကလာခဲ့တာနတ်ပြည်မှာမာလဘာယီနတ်သားရဲ့ဘေးမှာတန်တော်လေးပြီးတော့မောင်တော်ကိုစက်ကဖို့ဖြောပြေပြီးတော့အသုံးတော်ခံနေတော့သုတေမနေပြင်ညာပြီးတော့လူပြည်မှာလူလာဖြစ်တာဟေ့အဲ့တော့လူပြည်မှာတာသမီးတွေရောက်ရအောင်သူနေရင်းထိုင်ရင်းနဲ့သူလာတဲ့ဘဝကိုသူအမြဲတမ်းသတိရပြီးမမွတ်မလို့တော့ကုသိုလ်ကောင်းမှုတွေလုပ်သွားတယ်သူ့လူတော်မောင်စီပြောရောက်ချင်လို့ကုသိုလ်လုပ်ပြီးတော့သူ့လူတော်မောင်နဲ့အတူနေရစေလို့အမြဲတမ်းဆန္ဒပြုသွားတယ်တဲ့အဲ့လိုကောင်းမှုတွေပြုသွားတဲ့အတွက်အခုသူဘယ်ရောက်သွားနတ်ပြည်တာဝရိကမာလဘာယီနတ်သားဘေးနာပြန်ရောက်သွားပြီကွာဆိုတော့အလုံးကအံ့ဩနေတယ်အရှင်ဘုရားအဲ့ဒါလို့လားအေးပฏิဘူဇိကာကမမေ့မလျော့နဲ့လုံးဝစိုက်ထုတ်တော့သူလိုရာခရီးကိုရောက်တယ်မင်းတို့မင်းရောပေါ်ဆက်ကနေတဲ့လူတွေကတော့ရောက်နေပါမလားမင်းရောပေါ်ဆက်ကနေပန်းနိုင်ရောရှိမလားရည်ရွယ်ချက်ကောကဲအခုခင်ဗျားတို့ဗုဒ္ဓဘာသာရဲ့ရည်ရွယ်ချက်ကပြောသမ်းပါဘယ်ရောက်ချင်လားတို့မှပန်းနိုင်မရှိဘူးလားရမ်းလျှောက်နေရတဲ့ခကြီးမဟုတ်ဘူးနော်ခုတို့ကတော့တန်ဖိုးရှိတယ်ဆိုတာပန်းနိုင်ရှိတယ်ပန်းနိုင်မရှိတဲ့လူနဲ့ပန်းနိုင်ရှိတဲ့လူဘယ်တော့တန်ဖိုးရှိရည်ရွယ်ချက်မရှိတဲ့လူနဲ့ရည်ရွယ်ချက်ရှိတဲ့လူအထမ်းတော့လူဘဝကြီးကိုဗယံပရာအသုံးချနေတာနဲ့စားရင်စနစ်တကျတန်ဖိုးရှိအောင်သုံးရရင်မကောင်းဘူးလားအဲ့တော့တာလီယာခကြီးမှာတို့ဘယ်လမ်းလျှောက်လို့လျှောက်အောင်မလဲဘယ်ခကြီးပေါက်လို့ပေါက်နေမှလဲခုခင်ဗျားတို့ကျတို့သိနေပြီတန်တရားခကြီးဘယ်လောက်ကြာပလဲဆိုအနာမတ္တကတန်တရားကြာလာပြီဆိုတာမသိဘူးလားအဲ့ဒါလည်းဒီဘဝရောက်မှသိဟုတ်ပြီနော်လူဖြစ်ဖို့လွယ်လားအဲဒါလည်းသိကြတယ်ပတ်ဝန်းကျင်လိုက်ရင်ကြည့်လိုက်ရင်သိတယ်တိရစ္ဆာန်နဲ့လူဘယ်ရင်းအများအဲ့ဒါပဲဖြစ်ဖို့ခဲရင်းတယ်ဆိုတာအဲ့ဒါလူထဲမှာမှတရားသိတဲ့လူနဲ့မသိတဲ့လူမသိတဲ့လူဟာတရားသိဖို့လွယ်ကြလားခုတကယ်ဆိုရင်တရားတော်ကိုတန်ဖိုးထားရင်ဦးဇင်းတို့ခုမန္တလေးတစ်မြို့လုံးပတ်ဟောနေတာ
တရားရှိတဲ့နေရာလာရတာတော့မဟုတ်ဘူးသူတို့ရှိတဲ့နေရာတရားလာဟောတာဟမ်ခုမာလကကျန်တရားလုံးတရားလာနာနိုင်လားနားစာဝန်ကြီးရဲ့ဖြစ်ရှင်းရသေးအိမ်တစ်ခုခိုးတော့ဘယ်လိုလုပ်မလို့ကိုတော့အကုန်လာလို့ပဲဖြစ်မလို့ဟမ်အကုန်နာနိုင်သလားနာနိုင်ဘူးနာနိုင်တဲ့ကံနာနိုင်တဲ့ဉာဏ်နာနိုင်တဲ့တန်ဖိုးရှိတဲ့လူမတရားကိုနာနိုင်တယ်နာခွင့်ရတချို့နာခြင်းနဲ့နာခွင့်ရှင်းလားအဲ့တော့ကိုဘဝတန်ဖိုးကိုသိရတန်ဖိုးသိနာရှင်းတယ်နော်ဒီတရားတော်တွေမန္တလေးတစ်မျိုးလုံးပတ်ဟောနေတယ်ဆိုတကယ်ဆိုရင်တစ်မျိုးလုံးဟာတရားတော်ပေါ်မှာယူသေးသောကမ်းရွတ်သောကမ်းဆိုင်သောတရားကိန်းသောပုဂ္ဂိုလ်များဖြစ်နေအမတန်ငြိမ်းအေးတဲ့မြို့တော်ကြီးဖြစ်သွားတရားသာတကယ်လိုက်စားကြရင်သဘောပါနော်လူတစ်မျိုးလုံးချိန်ကြည့်လိုက်တော့ဘယ်ဓမ္မယုံရောပရိသတ်ကကြည့်လိုက်ရင်တဝက်လောက်ကကိုလူတွေနော်ဘယ်နာသွားသူတို့တရားဝါဒနာပါလို့လိုက်နာနေတာဒီတဝက်သာဖြည့်မထားရင်ဓမ္မယုံမပြေဘူးတခါလေးလာလျှောက်တယ်တခါလေးဘုန်းကြီးတရားနာပိဋကအများကြီးပဲလျှောက်ပြောမလို့ပါနဲ့ကွာတဝက်ကအမြဲနာနေတဲ့လူတွေပါဟမ်ငါတို့ဆွဲဆောင်နေတာတဝက်ပဲရှိသေးတယ်အဲ့တော့ဟိုတနေ့ကအကြောင်းရောက်လာတဲ့ Bon Jovi State Show ကိုလေးရောက်လာအဲ့တော့ American Bon Jovi ကြည့်စမ်းဆိုဘောလုံးကွင်းကြီးထဲမှာအပြည့်ငါတရားနာပိဋကနဲ့နည်းနည်းกว่าတယ်ဟမ်ကဲတော့ဘွန်ဂျိုဘီအသာထားဆိုင်းတောင်မမီသေးဘူးရှင်းသလားဩတို့တော့တန်ဖိုးရှိတဲ့လို့ဆိုတာလူတိုင်းလုံနိုင်အဲ့တော့အဖို့တန်နဲ့လူမှလုံနိုင်တယ်ရှင်းတယ်နော်အဲ့တော့ပေါ်ပေါ်ဆာဆာနေကြမလားကြိုးစားကြသတိပူဇိကသူ့ရည်ချက်အတိုင်းသူဖြစ်မြောက်အောင်မဖြစ်မနေလုံရလားတရားတမနဲ့တည်းသုံးတစ်ခါထားလောင်းပြီးပြီးရလားတစ်ကယ်လုံးဒီကုသိုလ်ကောင်းမှုကိုမပြတ်သူလိုချင်တဲ့ပန်းနဲ့ရောက်အောင်လုပ်ထားတာလုံးဝဝိရိယရှိမှအောင်ပဲဆိုတာရတယ်အခုလည်းခင်ဗျားတို့တကယ်အလိုလားအဆုံးကပါလားအရောက်တဲ့ဆုံးမိဘရောက်နိုင်တဲ့ကာလဟုတ်မဟုတ်သူခင်ဗျားတို့ကြိုက်ရလမ်းကိုရွေးတိုင်တယ်ငရဲကြိုက်တာတိဋ္ဌာဒိဋ္ဌာအတိတ်ကမကြည့်ငရဲနေတော့တကယ်ထူတောင်းတယ်ဘယ်လိုလုပ်မှငရဲမရောက်မှာအေးတဲ့လေးပြောရင်ငရဲမရောက်ကြောင်းလုပ်မှဟုတ်ပြီနော်အခုတာရီသမီးရဲ့စီးပွားရေးလောဘနဲ့ပဲသွားနေရင်ရှောက်ကိုရောက်မှာသူ့သက်သက်လည်းသိရင်ငရဲပဲကိုယ်သာခိုးလည်းသိရင်ငရဲကြိုက်တဲ့နည်းနဲ့ခိုးကြတယ်လို့ကိုသိကြတော့ငရဲရောက်မှာရှင်းမလားမလိမ့်တပတ်နဲ့ပဲခိုးပေါ်တင်ပဲခိုးအလေးခိုးပြီးတော့ပဲခိုးနော်ချိန်ခွင်ခိုးပြီးခိုးတင်းတောင်းခိုးပြီးခိုးကြတယ်လို့ခိုးတယ်လို့ကြတယ်ဘုရားဟောတရားကိုတို့အကျွမ်းမဲ့ယုံဘာနာတိပသူ့အသက်တတ်ရင်သိရင်ငရဲတဲ့ငရဲကတန်လွတ်ရင်အနာများမယ်ယောဂပေါ်မယ်သက်တမ်းတုံရှင်းသလားကိုယ်လည်းအင်္ဂါမပြည့်မစုံဖြစ်မယ်စကားမပြီးမသားဖြစ်မယ်ရှင်းသလားနှစ်သူ့ဥစ္စာခိုးသိရင်ငရဲပဲပြန်လွတ်လာတဲ့ဥစ္စာပစ္စည်းရှားပါမယ်လက်လာပါခေါင်းပါတော့ပါနော်စီဝါဥစ္စာရခဲ့ရင်တော့ရန်သူပေါ်မယ်သူခင်ဗျားတို့ကျတို့မှာရှာရဖွေရသိရဆဲရမလို့အောင်လားတကယ်ဒီစရိုက်ခက်ကြီးတဲ့လူဖြစ်ဒါလို့ဆိုအကုသိုလ်ကောင်းလေးကြီးလာစုရှင်းလားဒီတိုင်းပဲသွားမလားရေးလိုက်ငားလိုက်သွားမလားလွတ်အောင်ကြိုးစားမယ်ဒီချိန်သိပ်ဖို့တန်တာတော့မကောင်းတဲ့လူတွေကြားထဲကနေကောင်းအောင်ရုပ်ထွက်ရတာသိအရတာရှိတယ်ရှင်းလားအားလုံးကောင်းနေရင်သာဒေဝရလိုခတ်ဆိုးရင်ဆိုးပလိုက်ဦးမှာကိုကတော့ဆိုးတွေကြားထဲရဘာလို့ကိုတန်ဖိုးရှိခြင်းစလိုက်တော့ကြည့်ရတယ်နော်ကောင်းပြီကာမေတုမိစ္ဆာစာရာကျူးလွန်ရင်လည်းသိရင်မင်းရဲ့သိကြတယ်
ပြန်တက်လာရင်ယောက်ျားမိန်းမမပိသားတဲ့ဘဝမိန်းမဘဝအဖြစ်များမယ်ဟောမိန်းမဘဝဆိုတာယောက်ျားနဲ့မိန်းမသူကအကုသိုလ်ပိုကြီးတော့အကုသိုလ်ပိုကြီးလို့သူတို့မှဒုက္ခတွေကိုအကြောင်းကိုသိတယ်စိတ်ပြောစရာမလိုတော့ရှင်းသလားအဲ့တော့အဲ့ဒါတွေကကာမတုမိစ္ဆာစာရကံကြောင့်ဖြစ်ရရှင်းတယ်နော်နောက်မှုသားဒါလည်းတို့ရေလဲသုံးနေတာခုခေတ်ကြီးကတော့မှုသားလောက်ကတော့ရေးကိုမလုပ်ဟိုးရှည်ရှည်တတန်းရှည်ခေတ်ကလို့မှုသားပြောလို့တာမြေမျိုးရင်ကဘာကြီးကမြေကြီးရွယ်ပြရှင်းတယ်ဗလားအဲ့တော့မှုသားပြောရင်လည်းသိရင်ငရေရအောင်ပဲမာလိကာ6ခါမာလိကာမိဖုရားဟာတစ်သက်လုံးမှာမှုသားတစ်ခါလည်းပြောလိုက်တာကောသလမင်းကြီးတစ်ခါလည်းလုပ်နေတာငရဲ9ရက်သွားဒါတောင်ဒီဘက်ကကုသိုလ်ကြီးကနောက်ကခံထားလို့ရှင်းမလားဉာဏ်ပညာကြီးရင်မှုတရားတော်တွေပေါ်မှာရွေးပိတ်ကိုင်းဆိုင်မှုအပတိဒဒါနဆိုတဲ့ဘုရားသခင်မှာတကြိမ်သာလူနိုင်တဲ့အလူကြီးလူသားမှုအဲ့ဒီကုသိုလ်တွေကဆွဲတင်ထားလို့9ရက်နဲ့ပြန်တက်လာရှင်းမလားဘယ်နှကြိမ်နဲ့ပြောတာငါတို့ဘယ်နှခါလိမ်ပြီးလို့ပြန်ရက်ကိုမရှိဘူးဖြစ်တယ်သဘောပါလားကဲသူရာမေရယသူ့အသက်သူ့သိရသိရသောက်သုံးရင်လဲရှင်းတယ်နော်ပြန်တက်လာရင်လဲအုံနောက်မမီတဲ့လူစင်မမီတဲ့ကြက်မပြေတဲ့ဘဝပဲရမယ်ရှင်းသလားအဲ့ဒါတွေစရက်ကလည်းပြောခဲ့ပြီဒီနေ့နောက်ဆုံးပိတ်ရက်မှာလည်းပြောခဲ့ပြီငါတို့ဘာတွေလုပ်မလဲကိုယ့်အကူရွေးကြရှင်းသလားဒီဘဝတဘဝသာသာဝနေရတဲ့ကြည့်မလားဒီဒုက္ခအပေါင်းကလွတ်တဲ့အရေးကိုကြည့်မလားသီလသမာဓိပညာမပါတဲ့အသက်တရားနေရတာနဲ့စာရင်သီလသမာဓိပညာနဲ့တရားဓမ္မနဲ့နေရတာကရှင်းတတ်ကြလားဟိအဲ့တော့မစားရရင်သေသောပါစေကွာခိုးတော့မစားဘူးငါရှင်ငါပတိသူများသက်တော့မစားဘူးကွာရှင်းတတ်ကြလားဟိမွဲလို့မကတေးတေးဖြစ်ချင်တာဖြစ်စမ်းကြုံဖြစ်ဖြစ်မှုသားတော့ရှင်းရလားကြိုးစားခဲ့မကြိုးစားခဲ့ကောင်းပြီအဲ့တော့လှုပ်ချင်တာလှုပ်ပလားလှုပ်တင်တာလှုပ်ပန်းတိုင်ကဘယ်ရောက်ဘယ်ရောက်ဆိုဘယ်သူကြောင်းဘယ်သူသိရဘယ်သူလှုပ်ဘယ်သူလှုပ်ကိုယ်လုံးကိုယ်လုံးတော့ဘယ်သူကိုယ်သူကြည့်ရတယ်အဲ့ကိုယ်ကိုကြည့်ခန္ဓာဘယ်နှပါအပြောကြည့်တော့မှပါရလေဒီဘက်ခန္ဓာဆိုရရိုးလားနာလားဝိညာဉ်ဒီကဒီခါရဝိညာဉ်ကအပြည့်စုံတဲ့ရုပ်တရားနဲ့နာမ်တရားနဲ့သူ့ရုပ်နဲ့နှစ်ပါးခရီးလုံးမှာရှိရှိဒီအဲ့ဒီရုပ်ကိုမြင်ကြလားတိုင်ကြလားအစိုးရကြလားဒါပေမဲ့အဲ့ဒီမမြင်တဲ့ရုပ်ကချမ်းသာကြလားဆင်းရဲကြလားဟုတ်ပြီနာမ်ရောရှိကြလားမြင်ရလားတိုင်ကြလားအစိုးရကြလားဖြစ်လိုက်မြင်ကြလားမမြင်လားဘာသစ္စာလဲဒါပေမဲ့လည်းမပါတော့ပြောရမပါတကယ်ရှိရတော့ဖြစ်ရှိရလားဖြစ်လိုက်တကယ်ကဖြစ်လိုက်ကျဲလိုက်အစာထိုးလိုက်ပြန်ပြောဒါပြည့်ဒီနေ့ဒကာဓမ္မတွေကတရားလာတာမနေ့ကဒကာမတွေလားဘာလို့တော့အစာထိုးထားတာဘာလို့လဲဟာဒါပြည့်ဒီတရားဟောတဲ့ဓမ္မသတိရောဥဒ္ဓမင်္ဂလာအစိုးရလားဒါလည်းအင်းပေါ့သဘောပါလားအစစ်ဟုတ်ရလားကိုပွားတကူရှိလို့ဟိုဘက်မှာတပါးဟောနေသဘောပါလားအဲ့ဒီပိတ်ကားဟာဥဒ္ဓမင်္ဂလာဘုသူတို့ဟမ်အစာထိုးထားတာအစစ်ဟုတ်ရလားသူလည်းဖြစ်ပြီးရင်
ခဏခဏပြည့်သွားလို့ကြည်ရင်ဒီဘက်ရောက်လာသူတို့ကသဘောပါလားဒါလည်းဒီပလင်မောငုတ်တုတ်ကိုကြီးအောင်အစ်စ်လားဟုတ်ပါဘူးဗျာဟဲ့တော့စိတ်ဆိုးရင်ပြန်သွားမှာဟမ်အစ်စ်မဟုတ်ဘူးလားဟုတ်ပါဘူးဗျာဘာလုပ်တာလဲဘယ်မှအစ်စ်မဟုတ်ဘူးနော်ဘသူမှနှခါပြန်မတွေ့ဘူးလွမ်းမနေနဲ့အပူပဲကျင်တတ်သလားကျင်တတ်ပါဘူးမလွမ်းတတ်လို့သူ့မင်္ဂလာတို့ကတော့ကျင်တတ်တယ်နော်ဒီနေ့ညပြီးရင်တော့ပြန်မအောင်မယ်ပြန်အောင်မယ်နောက်နေ့များမသေးကြရင်ပြီးရင်တွေးတာပေါ့မပြီးရင်တော့ဘယ်တွေးပါသဘောပါလားအဲဆွဲလုံးလောက်တာမဟုတ်ဘူးဆွဲလုံးလောက်တာမဟုတ်ဘူးအကြောင်းညီညွတ်မှတွေးမှာမညီညွတ်ရင်ဒီမင်္ဂလာတရားဒီနေ့ပြီးပြီခင်ဗျားတို့နဲ့ပြန်လှုပ်ရှင်လာတာဒီလိုလားလှုပ်တယ်လားဓမ္မယုံလမ်းပြီးချက်ကင်လုံးမှာနော်ဒီလုံးကဓမ္မယုံတရားထိုင်ပေးတာမနေ့ကနဲ့ဒီနေ့ဘယ်လောက်ရှိတော့လမ်းချက်ကင်လုံးမှာအဲ့တော့တိုးတက်မလာဘူးဆိုရင်နောက်နှစ်တော့ငါမနိုင်ရက်ွက်မလာဘူးသဘောပါလားအဲ့တော့လေးလေးပြလို့အချင်းဤအချိန်ကုန်ခံကြမလားအကျိုးရှိအောင်လုပ်ကြမလျှော့တဲ့လုံးလားဝရိယကံလန်းလျှောက်မလားဉာဏ်လန်းလျှောက်ဉာဏ်လန်းလျှောက်မဆိုလောကမှာကိုယ်ပိုင်ကိုယ်ဆိုင်တရားဆိုတာမရှိဘူးခင်ဗျားတို့တို့ပိုင်နိုင်တာတရားယင်သုဒ္ဓစာကသီရိဩရပပညာသူတော်ကောင်းယရနာဘယ်နှပါဟေးအဲ့ဒါတရားခိုင်နေအောင်လုပ်ထားရင်ဘယ်သူဖြစ်လို့ပါခုယုံကြည်ချက်ကမှန်ကန်နေရင်တရဏဂုံတည်စရာမလိုဘူးတရဏဂုံတည်ပြီးသားရှင်းရလားကိုယ်ကိုယ်ကလည်းတရဏဂုံတည်လို့ဘာလို့ပြင်ရလို့ဆိုတော့တည်တဲ့လူကလည်းမပြီးကြံတဲ့လူကလည်းမတည်မတည်တဲ့လူနဲ့မကြည်တဲ့လူကြီးဖြစ်နေတော့ခဏတိုင်းတရဏဂုံတည်နေတာဒီကနေ့ဘာလို့တရဏဂုံတည်လဲသိလားတေးသူကိုအမြပေးဝေရတော့မယ်ဘာလို့ဆိုတော့လက်ရှိလင်ဆွဲမယားဆွဲအိမ်ဆွဲပြေးရင်ဒီနာသိတာဖြစ်တော့သိတာဖြစ်တဲ့သူကအမြဝေလိုက်လို့တာရုခေါ်နိုင်ရင်ကျွတ်တယ်ဆိုတော့ကြံရစ်တဲ့မိသားစုကအမြဝေဖို့ရဟုတ်ပြီနော်ဘာလို့ဆိုကုသိုလ်မှအမြဲမရှိတာဟုတ်အဲ့တော့အမြဝေကံဒီလေးလုံးကြအောင်လာဩကာသဆိုနမောတတ္တဆိုငါးပါးသီလယူအဲ့ညကြမှာကောက်ခံငင်္ဂါထလို့ရအဲ့ဒီရထားတဲ့ကုသိုလ်အမြဟေးဒီတွေကမျက်ရည်ဆက်လက်နေဆိုပဲတာဓုမှမခေါ်နိုင်ရှင်းလားဒါဖြင့်တရဏဂုံကအလောင်းတင်တာလားငါတို့တင်ရတာရှင်းเสียကောင်းတယ်အမြဝေเสียကုသိုလ်မရှိလို့ဗုဒ္ဓံတရဏံကိသာမိအမြအဲ့ဒါလေးအမြဝေရတာရှင်းလားဘာလို့ဘုန်းကြီးလူထားတဲ့ဝိသုနဲ့ဟိုဟာကလည်းကုငွေတွေကနေအစဉ်ပြေသလိုကြည့်လုံနေရတာဆိုတော့ညကဖေဝိုင်းကရတာလေးရဲ့သဘောပါလားအဲ့တော့ကုသိုလ်ဘယ်မှမပြီးပြီလို့ဘာတင်ရရှက်ဖို့ကောင်းတယ်နော်ဟမ်တရဏဂုံတင်ပြီးပြီလားမေးရရင်ရှက်ဖို့ကောင်းတယ်နော်ဘုရားဘာလဲဆိုတော့တရဏဂုံအမြဲတည်နေရမှာအဲ့ဒါတရားအဲ့ဒါဘာလဲဒီနေ့ဦးဇင်းတို့တရားဂွေတွေလည်းထွက်ပါတယ်နားထောင်ကြည့်ပါတချို့ကဒီဂွေတွေလည်းနေအပြစ်ရှာနေတယ်ရှာကျဲကလို့ရှာသိကြိတ်အဲ့တော့အဲ့ဒီတရားဂွေတွေခင်ဗျားတို့နာပြီးတော့ဩငါတို့တကယ်လုတ်တင်တာဒါပါလားတကယ်အခြေအနေမှန်ဒါပါလားလို့ဘယ်သူကိုယ်တိုင်သိရရှင်းအောင်လုပ်တော့အရေးကြီးလို့လုတ်တင်တာမလုတ်ရရပဲနဲ့သာအသေးဥသွားရင်ငါတို့ကိုကျိုးဘယ်သွားမှာရေးစားပြန်မရဘူးတော့ဟင်အခုဘယ်လိုလဲတိုက်တွန်းနေတာကဥဒိကဟာတရားတော်တွေပြန်ပါအောင်စီပေးအောင်ဆိုလူများအောင်ဆွဲဆောင်နေတာလားမဟုတ်ဘူးလူများလို့ကျုပ်တို့မှာတာဝန်ကြီးတယ်တကယ်ခင်ဗျားတို့အတိတရားရမှ
လွတ်မြောက်နိုင်မှာအပိမရရင်မလွတ်နိုင်ဘူးအဲ့တော့ဘုရားပေါ်မှာအကျိုးမဲ့ယုံကြည်မှုဆိုတာအခုဦးဇင်းတို့ပြောထားတဲ့ကံကံရဲ့အကျိုးနဲ့ယုံရဓမ္မသင်္ခါရအကြောင်းလာလွဲရင်ကျန်တာဘာမှမစင်စားနဲ့ရှင်းလားစီးပွားဥစ္စာဘာလို့ရှာမရလဲဩအကြောင်းချွတ်ယွင်းလို့ကျိုးချွတ်ယွင်းငါကြံတိုင်းဘာလို့မအောင်တာလဲအကြောင်းချွတ်ယွင်းနေလို့အကျိုးချွတ်ယွင်းအကြောင်းမကောင်းလို့ငါဘာလို့မပြည့်စုံရတာလဲအကြောင်းမပြည့်စုံလို့အကျိုးမပြည့်စုံတာလို့တော့အခုလိုကောင်းမှုကိုပြည့်ပြည့်စုံတယ်မလုပ်ခဲ့ဘူးအခုလူမယ်လို့လည်းခဏနေမလူဘူးလို့လည်းအခုလူပြီးလိုက်ခဏနေပြဆောင်ထိုးလိုက်သဘောပါလားရမလားတော့သူအကြောင်းမကောင်းရင်ဒါပြန်ဆင်ခြင်ဘယ်ပြည်ရင်မှမမေးနဲ့အချင်းကုန်တယ်ရှင်းမလားအဲ့လိုရှင်းကြည့်ချက်မှန်ကန်မှဒီလိုသာသနာခရီးဥဒ္ဓမင်းကអော်လိုက်တာရဲអော်တယ်သိပြီးတော့တတ္တိကောင်းပါလေဘာဖြစ်လို့လဲဘုရားပေါ်တော့တို့ကအကျိုးမဲ့ပြောဘုရားစကားရရင်ကျန်တာဘို့ကျတော့ငါဘောင်းနဲ့ဘာမှမဆောင်သိလို့လေပညာအကုန်လုံးရှင်းမလားဘယ်လိုပုံနဲ့လက္ခဏာအင်္ဂဝိဇ္ဇာအကုန်တက်သွားတော့ငါနဲ့မဆိုင်ဘုရားမသိရင်ငါလည်းမသိဘူးရှင်းမလားကျောင်းမှာဆောက်ရတဲ့အကြောင်းဘယ်ကျောင်းမှာရည်ရွေးထားတဲ့အကြောင်းမရှိဘူးဆောက်ငါပြောရရဲ့ရှင်းလားဒီလိုတိကျတူဘယ်လိုအခုတူဘယ်နေရာတူလို့ဒီလားတူရှင်းလားဘုန်းကြီးပြောပြမလားရှိရပြောမှာမရှိဘူးတော့ရှင်းလားဒီအောင်ကျရှိတာငါဘယ်လိုရှိမှာရှင်းတယ်ကလားဆက်တဲ့ PA7 တရားကလုံးဝင်နေတယ် AC ပဲဘာရွက်မှမယူလိုက်အောင်ဘုန်းကြီးကြော်ဝဲပေးပါဦးမလို့ဘူးမင်းတို့ကြော်ဝဲလို့ကြတာမဟုတ်ရပုံဖို့တယောက်တစ်ထောင်စီပြီးပြီလားပြီးပြီโอเคကြော်ဝဲမလို့ဘူးတူးတဲ့လူကကလားရှင်းလားအဲ့မင်းအပေါ်လို့မလုပ်နဲ့မင်းလည်းဝဲနဲ့ဘာမှမဆိုင်ဘူးငါနဲ့လည်းမဆိုင်ဘူးမင်းဘာပွဲထုံးအောင်သာသနာပွဲအဲ့ဒါဆိုမင်းတို့ယူခဲ့ငါပြောဒီအောင်ဒီယူငါချီလာထိုးလိုက်ငါသာသနာပဲနေ့တိုင်းတရားဟောနေတာတစ်နှစ်လုံးတစ်နှစ်ကိုအနည်းဆုံးတစ်ရက်နှစ်ပွဲနဲ့သုံးပွဲနားရမရှိရှင်းလားအဲ့တော့ငါသာသနာပဲလာထိုးလိုက်ရှင်းတယ်နော်ရှင်းရှင်းလေးလို့သိအေးချမ်းတယ်သိရဲရဲတယ်သိကြည်ရဲတယ်ဘာတော့မှတန်လျက်ဖြစ်ကြအဲ့ဒါတရားတရားဘုရားပေါ်မှာကျင်းမဲ့ယုံနဲ့ငါအားကိုးငါဆရာတော်ကြီးကျေးဇူးရှင်ဘုရားဆရာတော်ကြီးပေါ်မှာအကျဉ်းမဲ့ယုံနဲ့တန်လျက်မရှိဘူးဘယ်ကတန်လျက်မရှိဘူးဆိုတော့လာမေးရှင်ပြဘုရားဆရာတော်ကြီးဓာတ်တော်ကြတာအမှန်လားအဲ့ဒါငါကိစ္စမဟုတ်ဘူးကြည့်ရလားဘုရားဓာတ်တော်ကြတာမကြတာယဟနာဖြစ်တာမဖြစ်တာသူကိစ္စငါကသူ့ကိုသုံးမဝင်ယူတာရှင်းသလားဟေးဒါဖြင့်တရားရှိလှုပ်ချင်တာမလှုပ်ကြနဲ့တရားသီလသုဒ္ဓစာဂသီလီဩဇဘကျင်းရအဲ့ဒီစေရနာ9ပါးပိုင်ရဲ့ခဗျားတို့ဒီဘဝလွတ်မြောက်ခွင့်ရှင်းသလားအဲ့ဒီတရားတွေဘယ်သူပြလို့မှကိုယ်မင်းကဟောဖြစ်နိုင်သလားမာနကဟောဖြစ်နိုင်သလားဒါဖြင့်ကံအားကိုးလားဉာဏ်အားကိုးလားဉာဏ်အားကိုးရင်ပရိသတ်ဘယ်သူကိုလူကြည့်လဲအဲ့ဒါဒီရရှိဘာအားကိုးနေညာကိုးပြီးခန္ဓာဘယ်နှပါဘယ်တင်ကြည့်ကြည့်ဖြစ်ပြီးတော့ဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်အဲဒီကသစ္စာလေးချက်တစ်ပြိုင်တည်းကြိုက်မှသာလေသံဃာဝတ္တင်းကလွတ်ကျင်းနိုင်မှာဖြစ်တဲ့အတွက်မလို့မလို့မပေါ်စားသောတတိတရားမလျှော့သောဇေလုံးလားလက်ကင်ထားပြီးတော့အချိန်ရှိကြလုံးလားစိုက်ကြပါလို့တိုက်တွန်းရင်းနဲ့ဒီညတော်ကြစို့မတည်တဲ့လူနဲ့မကြည်တဲ့လူကြီးဖြစ်နေတော့ခဏတိုင်းကြတော့ငဘုံပြင်းနေတာဒီကနေ့ဘာလို့တရဏဂုံတင်လဲသိလားတေသူကိုအမြပေးဝေရတော့မယ်ဘာလို့ဆိုတော့လက်ရှိလင်ဆွဲမယားဆွဲအိမ်ဆွဲပြည်ရင်ဒီနာပိဋ္ဌာဖြစ်တော့ပိဋ္ဌာဖြစ်တဲ့သူကအမြဝေလိုက်လို့တာရိခေါ်နိုင်ရင်ကျွတ်တယ်
ဆိုတော့ကြံရစ်တဲ့မိသားစုကအမြဝေဝေးရဟုတ်ပြီနော်ဘာလို့ကုသိုလ်မှအမြဲမရှိတာဟုတ်အဲ့တော့အမြဝေကံဒီလေးလောက်ကြအောင်လာဩကာသဆိုနမောတတ္တဆို၅ပါးသီလယူအဲ့ညာကြမှာကောက်ခံငင်္ဂါထလို့อ่ะအဲ့ဒီရထားတဲ့ကုသိုလ်အမြဟေးဒီတွေကမျက်ရည်စက်လက်နဲ့ဆိုပဲတာဓုမှမခေါ်နိုင်ရှင်းလားဒါဖြင့်တရဏဂုံကအလောင်းတင်တာလားငါတို့တင်ရတာရှင်းเสียကောင်းတယ်အမြဝေစရာကုသိုလ်မရှိလို့ဗုဒ္ဓံတရဏံကိသာမိအမြအဲ့ဒါလေးအမြဝေရတာရှင်းလားဘာလို့ဘုန်းကြီးလူထားတဲ့ဝိသုနဲ့ဟိုဟာကလည်းကုံငွေတွေကနေအစဉ်ပြေတယ်လို့ကြည့်လုံနေရတာဆိုတော့ညာကဖေဝိုင်းကရတာလေးရဲ့သဘောပါလားအဲ့တော့ကုသိုလ်ကဘယ်မှမပြီးပြီလို့ဗာတင်ရရှက်ဖို့ကောင်းတယ်နော်ဟမ်တရဏဂုံတင်ပြီးပြီလားမေးရရင်ရှက်ဖို့ကောင်းတယ်နော်ဘုရားဘာသာဆိုတော့တရဏဂုံအမြဲတည်နေရမှာအဲ့ဒါတရားအဲ့ဒါဘာလဲဒီနေ့ဦးဇင်းတို့တရားဂွေတွေလည်းဖြတ်ပါတယ်နားထောင်ကြည့်ပါတချို့ကဒီဂွေတွေထဲကနေအပြစ်ရှာနေတယ်ရှာကြိုက်ကြလို့ရှာသိကြိုက်တယ်အဲ့တော့အဲ့ဒီတရားဂွေတွေခင်ဗျားတို့နာပြီးတော့ဩငါတို့တကယ်လုတ်တင်တာဒါပါလားတကယ်အခြေအနေမှန်ဒါပါလားလို့ဘယ်သူကိုယ်တိုင်သိရရှင်းအောင်လုပ်တော့အရေးကြီးလို့လုတ်တင်တာမလုပ်ရဘဲနဲ့သာအပေဥသွားရင်ငါတို့ကိုကျိုးဘယ်သွားမှာရေးသားပြန်မရဘူးတော့ဟင်အခုတရားတော်တိုက်ပြနေတာကဥစဉ်ကဟာတရားတော်ကိုပြန်ပါအောင်စီပေးအောင်လူများအောင်ဆွဲဆောင်နေတာလားမဟုတ်ဘူးလူများလို့ဒီကုမှာတာဝန်ရှိတယ်တကယ်ခင်ဗျားတို့အသိတရားရမှလွတ်မြောက်နိုင်မှာအသိမရရင်လွတ်နိုင်ဘူးအဲ့တော့ဘုရားအပေါ်မှာအကျဉ်းနဲ့ယုံကြည်မှုဆိုတာအခုဦးဇင်းတို့ပြောထားတဲ့ကံကံရဲ့အကျိုးနဲ့ယုံဉာဏ်ဓမ္မသင်္ခါရအကြောင်းကလွဲရင်ကျန်တာဘာမှမစင်စားနဲ့ရှင်းလားစီးပွားဥစ္စာဘာလို့ရှာမရလဲဩအကြောင်းချွတ်ယွင်းလို့ကျိုးဆိုရင်ငါကြံတိုင်းဘာလို့မအောင်တာလဲအကြောင်းချွတ်ယွင်းလို့ကျိုးဆိုရင်အကြောင်းမကောင်းလို့ငါဘာလို့မပြည့်စုံရတာလဲအကြောင်းမပြည့်စုံလို့အကျိုးမပြည့်စုံတာလုံးဝကုသိုလ်ကောင်းမှုကိုပြည့်ပြည့်စုံစုံမလုပ်ခဲ့ဘူးအခုလူမယ်လို့လိုက်ခဏနေမလူဘူးလို့လိုက်အခုလူပြီးလိုက်ခဏနေပြဆောင်းထိုးလိုက်သဘောပါလားရမလားအဲ့ဒါအကြောင်းမကောင်းရင်ဒါပြန်ဆင်ခြင်းဘယ်ပြည်ရင်မှမမေးနဲ့အချိန်ကုန်တယ်ရှင်းမလားအဲ့ဒီလိုရှင်းကြည့်ချက်မှန်ကန်မှဒီနေ့သာသနာခရီးဥဒုမင်္ဂလာអော်လိုက်တာရဲអော်တယ်သိပြီးတော့လည်းတတိကောင်းပါလေဘာဖြစ်လို့လဲဖရာပေါ်တော့တို့ကအကျိုးနဲ့ပြောဖရာစကားကလေကျန်တာတို့ကျတော့ငါကောင်းတယ်ဘာမှမကောင်းသင်ပြီးတော့ပညာအကုန်လုံးရှင်းမလားလေလေဘုန်းတော်လက္ခဏာအင်္ဂဝိဇ္ဇာအကုန်တက်သွားတော့ငါလည်းမဆိုင်ဖရာမသိရင်ငါလည်းမသိဘူးရှင်းမလားကျောင်းမှာဆောက်ရတဲ့အကြောင်းဘယ်ကျောင်းမှာရေရွေးထားတဲ့အကြောင်းမရှိဘူးဆောက်ငါပြောရရဲ့ရှင်းလားရေရွေးပြီးတော့သူဘယ်လိုအခုသူဘယ်နေရာတူလို့ဒီလားတူရှင်းလားဘုန်းကြီးပြောပါမလားရှိရပြောမှာမရှိဘူးတော့ရှင်းလားဒီအောင်ကြည့်တာငါဘယ်လိုသိမှာရှင်းတယ်ကလားဆက်တဲ့ PA7 တရားကလုံးဝင်နေတယ် AC ပဲဘာရက်မှမယူရအောင်ဘုန်းကြီးကြော်ဝဲပြောရအောင်မလို့ဘူးမင်းတို့ကြော်ဝဲလို့ကြတာမဟုတ်ရမုံမိုးတယောက်တစ်ထောင်စီပြီးပြီလားပြီးပြီโอเคကြော်ဝဲမလို့ဘူးတူးတဲ့လူကကလားရှင်းလားအဲ့မင်းအပေါ်လို့မလုပ်နဲ့မင်းလည်းဝဲနဲ့ဘာမှမဆိုင်ဘူးငါနဲ့လည်းမဆိုင်ဘူးမင်းဘာပွဲထုံးအောင်သာသနာပွဲအဲ့ဒါဆိုမင်းတို့ယူခဲ့ငဘောတိအောင်ဒီယူငါကြည်လာတို့လိုက်ငါသာသနာပဲနေ့တိုင်းတရားဟောနေတာတစ်နှစ်လုံးတစ်နှစ်ကိုအနည်းဆုံးတစ်ရက်နှစ်ပွဲနဲ့သုံးပွဲနားရမရှိရှင်းလားအဲ့ဒါငါသာသနာပဲလားထိုးလိုက်ရှင်းတယ်နော်ရှင်းရှင်းလေးလို့တိတ်အေးချမ်းတယ်တိတ်ရဲရဲတယ်တိတ်ကြည်ရဲတယ်ဘာတော့မှတန်ရဖြစ်ကြအဲ့ဒါတရားတရား
ဘုရားပေါ်မှာအကျဉ်းမဲ့ယုံနဲ့ငါအားကိုးငါဆရာတော်ကြီးကျေးဇူးရှင်ဘုရားဆရာတော်ကြီးပေါ်မှာအကျဉ်းမဲ့ယုံနဲ့တန်တရားမရှိဘူးဘုရားတန်တရားမရှိဘူးဆိုတချို့လာမေးအရှင်ဘုရားဘုရားဆရာတော်ကြီးဓာတ်တော်ကြတာအမှန်လားအဲ့ငါသိတာမဟုတ်ဘူးကြည့်လိုက်လားဘုရားဓာတ်တော်ကြတာမကြတာယဟန္တာဖြစ်တာမဖြစ်တာသူကိစ္စငါကသူ့အဆုံးမကိုယူတာရှင်းသလားဟေးဒါဖြင့်တရားရှိလှုပ်ချင်တာမလှုပ်ကြနဲ့တရားသီလသုဒ္ဓစာဂသီရိဩဇ္ဇပပညာအဲ့ဒီယရဏ9ပါးပိုင်ရင်ခင်ဗျားတို့ဒီဘဝလွတ်မြောက်ခွင့်ရှင်းသလားအဲ့ဒီတရားတွေဘယ်သူကျင့်လို့မှကိုယ်မင်းကရောဖြစ်နိုင်သလားမာနကရောဖြစ်နိုင်သလားဒါဖြင့်ကံအားကိုးမလားဉာဏ်အားကိုးမလားပညာအားကိုးပရိသဘယ်သူကိုလူကြည့်လဲအဲ့တော့တရားရှိဘာအားကိုးနေညာကိုးပြီးခန္ဓာဘယ်နှပါဘယ်ကိုကြည့်ကြည့်ဖြစ်ပြီးတော့ဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကသိတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်အဲဒီကသစ္စာလေးချက်တကယ်နဲ့စိုက်တာကလည်းသံဃာဝတ်ကင်းတာလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မလို့မလို့မပေါ့စားသောတတိတရားမလျှော့သောဇေလုံးလားလက်ကင်ထားပြီးတော့အချိန်ရှိကြိုက်လုံးလားစိုက်ကြပါလို့တိုက်တွန်းရတဲ့ဒီညတော်ကြစို့အာကုနေညာကိုပြီးတော့ခန္ဓာဘယ်နှပါဘယ်ကိုကြည့်ကြည့်ဖြစ်ပြီးတော့ဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်အဲဒီကသစ္စာလေးချက်တကယ်နဲ့စိုက်တာကလည်းသံဃာဝတ်ကင်းတာလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မလို့မလို့မပေါ့စားသောတတိတရားမလျှော့သောဇေလုံးလားလက်ကင်ထားပြီးတော့အချိန်ရှိကြိုက်လုံးလားစိုက်ကြပါလို့တိုက်တွန်းရတဲ့ဒီညတော်ကြစို့